ည3နာရီရဲ့အပြုံးမိုးတဲနေတဲ့ဇွန်လညတညမှာစုံတော့ခေါင်ခန့်စီကိုဖုံးဝင်လာတယ်။ဆရာဒီမှာအလောင်းတစ်လောင်းတွေ့လို့ပါ။ဒါပေမဲ့နည်းနည်းတော့ထူးဆန်းနေတယ်။အခင်းဖြစ်တဲ့နေရာကမြို့စုံကစွန့်ပစ်ထားတဲ့နာရီစိတ်ယုံဟောင်း။အလောင်းကအသက်40အရွယ်ဦးမြင့်တောင်။တီဆုံးသူရဲ့ထူးခြားချက်က3ခုရှိတယ်။1မျက်နာပေါ်ကအပြုံးဦးမြင့်တောင်ကရေနေတဲ့အတိုင်းပဲတည်နေတာ။ပါဇက်ကနားရွက်တက်ချိတ်မတက်ပြုံးထားပြီးမျက်လုံးတွေကအပေါ်ကိုလှမ်းနေတယ်။ကြောက်လို့အော်ရင်းတည်တာမျိုးမဟုတ်ဘူး။တကယ်ပျော်လို့ရေရင်းတည်သွားသလိုမျိုး။2လက်သေးကနာရီဘယ်ပဲလက်ကောက်ဝတ်မှာရှီးဟောင်းအိတ်ဆောင်နာရီတစ်လုံးကင်ထားတယ်။နာရီကည3နာရီတိတိမှရက်နေတယ်။နောက်ပြီးနာရီရဲ့မှန်အတွင်းဘက်မှာသွေးနဲ့ရေးထားတဲ့စာတစ်ချောင်းသူပြန်လာပြီချီရမဲ့အခန်းစက်ယုံရဲ့မြေမုံထူတဲ့ကျမ်းပြင်မှာခေါင်ခန့်နဲ့ရဲသားတွေရဲ့ချီရကလွဲပြီးဘာချီရမှမရှိဘူးတကားရီလည်းအထဲကနေကြက်ထိုးထားတယ်အခန်းကလုံကြုံရေးအပြည့်နဲ့အထဲမှာဦးမြင့်တောင်တယောက်တည်းဘလို့တည်သွားတာလဲခေါင်ခန့်ကအမှုကိုစဆုံစမ်းတယ်ဦးမြင့်တောင်ကဒီစက်ယုံရဲ့ပိုင်ရှင်ဟောင်းရဲ့သားဖြစ်နေတယ်လွန်ခဲ့တဲ့နှစ်30ကဒီစက်ယုံမှာမတော်တဆမှုတစ်ခုဖြစ်ပြီးအလုတ်သမား3ယောက်ည3နာရီတိတိမှာနာရီစင်ကြီးပြီးတည်သွားခဲ့တယ်။အဲ့ဒီအချိန်ကစပြီးစက်ယုံကိုပိတ်ထားတာတဲ့။ထူးဆန်းတာကနောက်ရက်တွေမှာထပ်ဖြစ်လာတယ်။ဒုတိယအလောင်းစက်ယုံရဲ့လုံခြုံရေးဟောင်းတီပုံတီနီးအတူတူပဲပြုံးနေတယ်လက်ထဲမှာည3နာရီရက်နေတဲ့နာရီသွေးစာက2ယောက်မြောက်ည3နာရီရဲ့အပြုံးအပိုင်း2ဒုတိယအလောင်းပြီးတော့ခေါင်ခန့်တညာလုံးအိမ်မပြောတော့2ယောက်မြောက်ဆိုတဲ့စာကသူ့ကိုချင်းချောက်နေတယ်လို့ပဲသူစက်ယုံဟောင်းရဲ့မှတ်တမ်းအဟောင်းတွေကိုပြန်လည်တယ်လွန်ခဲ့တဲ့နှစ်30ကနိုင်စဉ်ပြီးတည်သွားတဲ့အလုတ်သမား3ယောက်ရဲ့နာမည်တွေ့တယ်ကိုထွန်းလင်းကိုအောင်ခိုင်ဦးပါတင်ပြီးတော့အဲ့ဒီအမှုကိုဦးဆောင်စစ်ဆေးခဲ့တဲ့ရဲအရာရှိကဦးမြင့်တောင်းရဲ့အဖေစက်ယုံပိုင်ရှင်ဦးတာထွန်းအမှုကမတော်တဆမှုဆိုပြီးပိတ်သွားခဲ့တယ်။ခေါင်ခန့်သဘောပေါက်သွားပြီ။ဒါမတော်တဆမှုမဟုတ်ဘူး။နောက်တနေ့မှတတိယအလောင်းပေါ်လာတယ်။ဒီတစ်ခါကဦးတာထွန်းရဲ့ရှေ့နေဟောင်းတေပုံစံအတူတူပဲပြုံးနေတယ်။ည3နာရီသွေးစာက3ယောက်မြောက်ခေါင်ခန့်စက်ယုံဟောင်းကိုည2နာရီခွဲလောက်ကလေးကသွားဆောင်နေလိုက်တယ်။မိုးကလည်းအရင်နေ့တွေလိုပဲတဲနေတယ်ည3နာရီမထိုးခင်9မိနစ်အလိုမှာစက်ယုံလေးကနေနာရီဆက်တန်းတစ်တောက်တစ်တောက်ကြားလာရတယ်။သူအတန်ကြားရနောက်ကိုလိုက်သွားတော့မြေအောက်ခန်းတစ်ခုတွေ့တယ်။တကားဖွင့်ဝင်လိုက်တဲ့အချိန်အထဲမှာအဖိုးကြီးတစ်ယောက်ခြေထောက်နှစ်ဖက်စလုံးပြက်နေပြီးဝှိချင်းနဲ့သူ့ဘေးမှာရှေးဟောင်းနာရီတွေအများကြီးနာရီတိုင်းကည3နာရီမှာရက်ထားတယ်မင်းကကိုထွန်းလင်းလားခေါင်ခန့်မေးလိုက်တယ်အဖိုးကြီးကပြုံးတယ်အလောင်းနေပေါ်ကအပြုံးမျိုးပဲဟုတ်တယ်ငါမတီခဲ့ဘူးငါတငယ်ချင်း2ယောက်ကငါအစာနာရီစင်အောက်မှာအသက်ပေးသွားတာဦးတာထွန်းကစက်ယုံအာမခံကြီးလူချင်းလို့နာရီစင်ကိုတမင်ပြိုကျအောင်လုပ်ခဲ့တာပြီးတော့ငါတို့3ယောက်လုံးတေပြီလို့အမှုကိုပိတ်ပစ်လိုက်တယ်ဒါဆိုခမည်းကလက်စားချီနေတာပေါ့လက်စားချီတာမဟုတ်ဘူးဆုံထောက်လီအမှန်တရားကိုဖော်ထုတ်တာကိုထွန်းလင်းကနာရီတစ်လုံးကိုခေါင်ခန့်ကိုလှမ်းပြီးတယ်ငါတို့ကိုစီထိုးပြီးတော့ဟော်ဆိုင်နိုက်ထရက်အောက်ဆိုင်ရေမိုးစီတွေထငွေကိုရှုခိုင်းလိုက်တာနာကျင်မှုမရှိပဲသူတို့လုတ်ခဲ့တဲ့အချိန်ည3နာရီမှာပြုံးပြီးတည်သွားအောင်ပြီးတော့အခန်းထဲကိုဘလို့ဝင်ဘလို့ထွက်သွားတာလေချီရလုံးဝမရှိဘူးကိုထွန်းလင်းကသူ့ခွေးချဲကိုလက်နဲ့ပုတ်ပြတယ်ဘီးမှာစုတ်တန်အကြီးကြီးတွေတက်ထားတယ်ငါဝင်လာပြီးတိုင်းကျမ်းပြင်ကိုငါဘီးကစုတ်တန်နဲ့အလိုလိုရှင်းသွားတာဒါကြောင့်ချီရမကြံခဲ့တာခေါင်ခန့်လက်ထိတ်ခတ်ဖို့လုပ်တော့ကိုထွန်းလင်းကအေးစီးပဲဖမ်းပါစုံတော့လေငါအလုပ်ပြီးပြီနောက်ဆုံးတစ်ယောက်ကြံသေးတယ်ဦးတာထုံးဒါပေမဲ့သူ
သူကလွန်ခဲ့တဲ့10နှစ်ကလေးကတည်သွားပြီဒါကြောင့်ငါသူ့သားနဲ့သူ့လူတွေကိုသူ့ကိုစားအပြစ်ပေးလိုက်တာတရားရုံးမှာကိုထွန်းလင်းကအကုန်ဝန်ခံတယ်ထောင်ဒဏ်တစ်သက်တစ်ကြုံကျသွားတယ်ခေါင်ခန့်နောက်ဆုံးအနေနဲ့ကိုထွန်းလင်းကိုထောင်ဝင်စာသွားတွေ့တော့မေးတယ်ခမည်းနောင်တရလားကိုထွန်းလင်းကထောင်ချောက်ထရနေပြုံးပြတယ်အဲ့ဒီနမိတ်ကြီးအပြုံးပဲငါတငယ်ချင်းနေတော့ငါည3နာရီတိုင်းဆူတောင်းပြီးနေတော့မယ်စုံတော့လီမင်းသာငါနေရမှာဆိုမင်းဘာလုပ်မလဲ ခေါင်ခန့်ပြန်မဖြေခဲ့ဘူးမိုးတဲနေတဲ့ည3နာရီကိုဖြတ်ပြီးသူ့ထောင်ထဲကပြန်ထွက်လာခဲ့တယ်လက်ထဲမှာတော့ကိုထွန်းလင်းပေးခဲ့တဲ့ည3နာရီမှရက်နေတဲ့နာရီလေးကိုစုပ်ကင်လို့ပေါ့